ခொနရသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောတွေကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောတွေကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်စင်အောင်ပြောမှာပါစေ2026ခုနှစ်ဇန်နဝါရီလ9ရက်နေ့တနင်္ဂနွေသားသမီးများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်တနင်္ဂနွေသားသမီးများအတွက်ဒီနေ့မှာအလုတ်မှာအိမ်မှာပူပင်တောကတွေကဇက်တိုက်ဆိုသလိုမျိုးတွေညာနေတတ်တဲ့စိတ်အလိုမကြတာတွေစိတ်တိုင်းမကြတာတွေလည်းဒီနေ့မှာတအားကြီးများနေတတ်တယ်เนาะဒီနေ့အတွက်ဝေရေးကြီးကံတွေငွေကံကောင်းတယ်ဝေရေးကြီးအဆင်ပြေတယ်เนาะရွှေလက်ဝဲရတနာအလားကိုအမှုပညာနဲ့ပတ်သက်တဲ့သက်ဆိုင်တဲ့ပစ္စည်းတွေလည်းဒီနေ့မှာဝင်လာတတ်တယ်เนาะကျမ်းမာရေးအနေနဲ့သတိထားเนาะစီပူလောင်တာမီးပူလောင်တာအပူလောင်တာမျိုးတွေဖြစ်တတ်တဲ့အခြေအေးမှာချစ်သူစီကနေပြီးတော့တည်င်းကောင်းတွေကြားရတတ်တယ်เนาะအိမ်တော်ရေးမှာလည်းဒီနေ့မှာစိတ်ချမ်းသာစရာကြည်နူးဝမ်းမြောက်စရာများနေလေကြုံရတဲ့အကျိုးပေးတဲ့ကဏ္ဍကတော့နှစ်နဲ့ကိုဖြစ်ပြီးတော့အကျိုးပေးတဲ့အယောင်မှာအနီရောင်နဲ့ပန်းရောင်ပဲဖြစ်ပါတယ်ရရရာအနေနဲ့မိမိအိမ်ရှိဖျားမှာတပြေ21ညွန့်ကလူပေးရမှာဖြစ်ပါတယ်ရှင်ရတာသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောတွေကိုစောင်းတဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောတွေကိုစောင်းတဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်စင်အောင်လွှဲမှာပါစေ2026ခုနှစ်ဇန်နဝါရီလ9ရက်နေ့တနင်္လာသားသမီးများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်တနင်္လာသားသမီးများအတွက်ဒီနေ့မှာပညာရေးကိစ္စတင်တဲ့ကိစ္စတွေမှာအခွင့်အလမ်းကောင်းတွေအခွင့်အရေးကောင်းတွေပေါ်လာတတ်တဲ့လက်ရှိရဲ့လုပ်ငန်းအသစ်တိုးချဲ့ရတာလုပ်ငန်းအသစ်စတင်ရတာမျိုးတွေလည်းပေါ်လာတတ်တဲ့ပေါ်လာမယ်ဆိုလို့ဆောင်တင်တဲ့အဆင်ပြေအောင်မြင်မြင်ကောင်းတယ်เนาะရစရာရှိတဲ့ငွေကြေးတွေကတနင်္လာသားသမီးများအတွက်ဒီနေ့မှာမရည်ရွယ်ပဲနဲ့မထင်မပဲနဲ့လည်းအဖက်ဖက်ကနေပြီးတော့ငွေကြေးတွေပြန်ဝင်လာတဲ့အခြေအေးမှာတော့ဒီနေ့မှာနားလည်မှုတွေလွဲနေတတ်တဲ့အစင်မပြေဖြစ်တတ်တယ်เนาะအိမ်တော်ရေးမှာတော့ဒီနေ့မှာခိတခဏခွဲနေရတတ်တယ်เนาะကျမ်းမာရေးအနေနဲ့ခေါင်းကိုက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တဲ့အကျိုးပေးတဲ့ကဏ္ဍကတော့2နဲ့5ဖြစ်ပြီးတော့အကျိုးပေးတဲ့ရောင်မှာရှူဝါရောင်ပဲဖြစ်ပါတယ်ရရရာအနေနဲ့မိမိအိမ်ရှိဖျားမှာပဲပလာတာကလူပေးရမှာဖြစ်ပါရှင်ခொနရသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောတွေကိုစောင့်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောတွေကိုစောင့်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်စင်အောင်လွှဲမှာပါစေ2026ခုနှစ်ဇန်နဝါရီလ9ရက်နေ့အင်္ဂါသားသမီးများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်အင်္ဂါသားသမီးများအတွက်ဒီနေ့မှာငွေရေးကြေးကိစ္စတွေကအဆင်ပြေအောင်ငွေရေးကြေးနဲ့ပတ်သက်ဆက်နေတဲ့ကိစ္စတွေကဒီနေ့အတွက်အဆင်ပြေအောင်မြင်မယ်เนาะစေးမားတာအစာမားတာအစာစိတ်တင်တာမျိုးလည်းဒီနေ့မှာတတိထားเนาะဖြစ်တတ်တယ်ငွေရေးကြေးနဲ့ပတ်သက်ပြီးတော့အဖက်ဖက်ကနေပြီးတော့ဒီနေ့မှာငွေရေးကြေးတွေဝင်မယ်เนาะဖျားပုံတော့ရဟန္တာပုံတော့အိမ်ကိုကြွလာရင်ဒီ80ရာခိုင်နှုန်းဒီပေါက်ကိန်းရှိတယ်ဒီထိုးเนาะဒီပေါက်မယ်ကျမ်းမာရေးအနေနဲ့လေထိုးတဲ့လေအောင်တဲ့ဝေဒနာများနဲ့ခံစားရတဲ့အခြေအေးမှာတော့ဒီနေ့မှာအထင်အမြင်ဝဲစရာများနဲ့ကြုံရတတ်တယ်เนาะအိမ်တော်ရေးမှာတော့စိတ်ချမ်းသာစရာတာယာစရာများနဲ့လည်းကြုံရတတ်တယ်เนาะအကျိုးပေးတဲ့ကဏ္ဍကတော့2နဲ့4ဖြစ်ပြီးတော့အကျိုးပေးတဲ့ရောင်မှာအစိမ်းရောင်ပဲဖြစ်ပါတယ်ရရရာအနေနဲ့မိမိအိမ်ရှိဖျားမှာခောက်ဆွဲကြောကလူပေးရမှာဖြစ်ပါတယ်ရှင်ခொနရသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောတွေကိုစောင့်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောတွေကိုစောင့်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်စင်အောင်လွှဲမှာပါစေ2026ခုနှစ်ဇန်နဝါရီလ9ရက်နေ့ဗုဒ္ဓဘုရားသမီးများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်ဗုဒ္ဓဘုရားသမီးများအတွက်ဒီနေ့မှာအဖက်ဖက်ကနေပြီးတော့ကံအခွင့်အလမ်းတွေအလွန်ကောင်းတဲ့နေ့မျိုးဖြစ်ပါတယ်ကျမ်းမာရေးအနေနဲ့လည်းသတိထားเนาะအာယုံကြောနဲ့ပတ်သက်ပြီးမျက်စိနဲ့ပတ်သက်တဲ့ဝေဒနာမျိုးတွေခံစားရတဲ့အခြေအေးမှာလည်းဒီနေ့မှာကြည်နူးချမ်းမြေ့စရာများနဲ့ကြုံရတတ်ပြီးတော့အိမ်တော်ရေးမှာတော့အစင်မပြေမှုတွေများနေတဲ့အကျိုးပေးတဲ့ကဏ္ဍက3နဲ့8ဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်မှာအပြာရောင်ပဲဖြစ်ပါတယ်ရရရာအနေနဲ့မိမိအိမ်ရှိဖျားမှာကောင်းခြင်းပေါင်းကလူပေးရမှာဖြစ်ပါတယ်ရှင်ခொနရသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်
အိဋ္ဌသဘောတွေကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောတွေကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်စင်အောင်လွှမ်းမပါစေ2026ခုနှစ်ဇန်နဝါရီလ9ရက်နေ့ဇာတာပရိသတ်သမီးများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်ဇာတာပရိသတ်သမီးများအတွက်ဒီနေ့မှာအလုံးနဲ့ပတ်သက်ပြီးသွားရင်တာဝန်ယူရတာတာဝန်ယူပြီးတော့ကောင်းခံပြီးတော့ဖြည့်ရှင်းပေးရတဲ့ကိစ္စမျိုးတွေဒီနေ့မှာကြုံရတတ်တယ်နော်မိတ်ဆွေအရင်အခြားများနဲ့လည်းဒီနေ့မှာတဦးနဲ့တဦးမဖြစ်စလောက်ပြဿနာတိတိလေးရစပြီးတော့အစင်မပြေမှုတွေဖြစ်တတ်တဲ့အကြီးကဲအထက်လူကြီးတွေရှိကနေပြီးတော့မရွယ်ပဲနဲ့မထင်မပဲနဲ့လည်းဒီနေ့မှာအကူညီကောင်းတွေထောက်ပံ့ကောင်းတွေရရှိတတ်တယ်နော်အလားပါရွှေရတနာနဲ့ပတ်သက်သက်ဆိုင်တဲ့ပစ္စည်းတွေလည်းဒီနေ့မှာဝင်လာတတ်တယ်နော်ကျမ်းမာရေးအနေနဲ့ဘိုင်းနာတဲ့ဘိုင်းအောင်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တဲ့အချီရေးမှာချစ်သူစီကနေပြီးတော့မင်္ဂလာသတင်းစကားတွေကြားရတတ်တယ်နော်အဆင်ပြေမယ်အောင်မြင်မယ်နော်အချီရေးမှာတော့သူများပြဿနာကိုပြဿနာဖြစ်တဲ့အတွက်တုံးနဲ့တူကနားလည်မှုလွဲနေတာအစင်မပြေတာမျိုးတွေလည်းဒီနေ့မှာဖြစ်တတ်တယ်နော်အကျိုးပေးတဲ့ကဏ္ဍက3နဲ့6ဖြစ်ပြီးတော့အကျိုးပေးတဲ့ရောင်မှာအစိမ်းရောင်ပဲဖြစ်ပါတယ်ရရအနေနဲ့မိမိအိမ်ရှိဖျားမှာလိမ္မော်ရည်ကလူပေးရမှာဖြစ်ပါတယ်ရှင်ခொနည်းသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောတွေကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောတွေကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်စင်အောင်လည်းမပါစေ2026ခုနှစ်ဇန်နဝါရီလ9ရက်နေ့အောက်ကြသားသမီးများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်အောက်ကြသားသမီးများအတွက်ဒီနေ့မှာလူမျိုးကြားဘာသာကြားတွေရှိကနေပြီးတော့အကူအညီကောင်းတွေထောက်ပံ့ကောင်းတွေအဆက်အသွယ်ကောင်းတွေရရှိတတ်တယ်နော်ရွှေလက်ဝဲရတနာများနဲ့ပတ်သက်ပြီးတော့လည်းဒီနေ့မှာစိတ်ရှုပ်ရတာစိတ်ညစ်ရတာစိတ်တော့ကတွေလည်းဒီနေ့မှာကြုံရတတ်တယ်နော်သူတစ်ပါးကမိမိကိုကြောက်တွန်းတာအထင်လွဲခံရတာအဆွဆွဲခံရတဲ့သူတို့ပြဿနာကိုပြဿနာဆိုသူတို့မျိုးတွေဂျာညက်တာမျိုးတွေလည်းဒီနေ့မှာတတိတာနော်မထင်မဖဲကြုံရတဲ့ကျမ်းမာရေးအနေနဲ့ခြေထောက်တစ်ဖက်မှာထိခိုက်တင်ရတဲ့အချီရေးမှာလည်းချစ်သူစီကနေပြီးတော့အတင်းကောင်းကြားရတဲ့နော်အိမ်တော်ရေးမှာတော့ဒီနေ့မှာခိတ္တခဏခွဲနေရတဲ့နော်အကျိုးပေးတဲ့ကဏ္ဍကတော့တင်းနဲ့ခွန်ဖြစ်ပြီးတော့အကျိုးပေးတဲ့ရောင်မှာအဖြူရောင်နဲ့ငွေရောင်ပဲဖြစ်ပါတယ်ရရအနေနဲ့မိမိအိမ်ရှိဖျားမှာလက်ဖက်တော့ကလူပေးရမှာဖြစ်ပါတယ်ရှင်ခொနည်းသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောတွေကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောတွေကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်စီအောင်လည်းမပါစေ2026ခုနှစ်ဇန်နဝါရီလ9ရက်နေ့စနေသားသမီးများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်စနေသားသမီးများအတွက်ဒီနေ့မှာမိတ်ဆွေကောင်းတွေပညာကောင်းတွေရရှိတတ်တယ်နော်ရဝေးမှာရှိတဲ့မိတ်ဆွေဆရာသမားတွေရှိတဲ့သတင်းကောင်းကြားရတတ်တဲ့ဝေးကြီးတွေကတော့ဒီနေ့မှာသုံးလေဝင်လေဖြစ်နေတတ်တယ်နော်အလုံးမှာလည်းအစစအရရအစဉ်ပြေတာမျိုးတွေအောင်မြင်တာမျိုးတွေကြုံရတတ်တဲ့ကျမ်းမာရေးအနေနဲ့လည်းတတိထားနော်ခေါင်းမှုတဲ့ခေါင်းကိုက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တဲ့အချီရေးမှာလည်းဒီနေ့မှာရားလေတွေလိုဝေးနေရတတ်တယ်နော်အိမ်တော်ရေးမှာတော့အစဉ်ပြေအောင်မြင်မယ်နော်ဇနီးမယားအတွက်ကိုဝမ်းသာစရာစိတ်ချမ်းသာစရာတည်စကားကြီးကြားရတတ်တဲ့အကျိုးပေးတဲ့ကဏ္ဍကတော့4နဲ့6ဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်မှာအပြာရောင်နဲ့အစိမ်းရောင်ပဲဖြစ်ပါတယ်ရရအနေနဲ့မိမိအိမ်ရှိဖျားမှာဘုတ်ဖတ်တော့ကလူပေးရမှာဖြစ်ပါတယ်ရှင်